အားလုံးပဲမင်္ဂလာပါဒီနေ့ပြောပြချင်တဲ့အကြောင်းအရာလေးကတော့ customer complaint ကိုဘယ်လိုဖြေရှင်းမလဲဆိုတဲ့အကြောင်းအရာလေးပြောပြချင်ပါတယ် customer complaint ကိုဖြေရှင်းတဲ့အခါမှာ less method ကိုသုံးသင့်ပါတယ် less method ဆိုတာဘာလဲ less ဆိုတာ L ပါ L က listen ပါ listen ဆိုတာဘာလဲဆိုတော့ကိုယ့်ရဲ့ customer ကိုကျွန်တော်တို့နားထောင်ပေးဖို့လိုပါတယ် customer complaint တက်လာတဲ့အခါမှာကျွန်တော်တို့ကဒီ customer ရဲ့ complaint ကို teacher active listening နဲ့နားထောင်ပေးပြီးသူ့ရဲ့ problem issue ကဘာလဲဆိုတော့ကျွန်တော်သိချာဆွေးနွေးပြီးတော့နားထောင်ပေးဖို့လိုပါတယ်နောက်တစ်ခုကတော့နောက် step တစ်ခုကတော့ apologize ပါ A ပါ apologize တောင်းပန်ပါကျွန်တော်မှားမှန်မှန်တောင်းပန်ပါလိမ့်မယ်ကျွန်တော် customer is the king ဆိုတဲ့ခေတ်ကကုန်မှာပါပြီ customer is god ပါဒါကြောင့်ကျွန်တော်တောင်းပန်ပါမယ်တောင်းပန်တဲ့အခါမှာလည်းကျွန်တော်တို့အကြောင်းအရာကိုသိပြီးတဲ့အခါမှာသူဒီလိုအဆင်ဖြစ်သွားကြအောင်ကျွန်တော်တောင်းပန်ပါစေကြောင်းနှစ်ကလှက်လေးပြောဖို့လိုပါတယ်နောက်တစ်ချက်ကတော့ solve ပါသူသိပြောတဲ့ problem ကိုကျွန်တော်သိပြီးပြီဆိုလို့ရှိရင်ကျွန်တော်ဘယ်လိုဖြေရှင်းပေးမလဲဘယ်လိုဖြေရှင်းရမလဲဖြေရှင်းနိုင်မယ့်ကိစ္စကျွန်တော်ဖြေရှင်းပေးဖို့လိုပါတယ်ဖြေရှင်းနိုင်မယ့်ကိစ္စမဖြေရှင်းနိုင်သေးဘူးဆိုရင်ပဲချိန်မှာဖြေရှင်းပေးနိုင်မယ်ဘယ်လိုဖြေရှင်းပေးနိုင်မယ်ဆိုတာကိုဒီချာပြောပြဖို့လိုပါတယ်နောက်ဆုံးတစ်ခုတော့ဒီပါထိုင်ပါကျေးဇူးတင်ပါကျွန်တော်ဘယ်လိုအကြောင်းနဲ့ဖြစ်ဖြစ်သူတွေပြောတဲ့ပြဿနာကိုကျွန်တော်ဖြေရှင်းပေးနိုင်နေဖြစ်စေဖြေရှင်းနိုင်ဖြစ်စေကျွန်တော်တို့ကျေးဇူးတင်ပါကျွန်တော်တို့ customer တွေရှိလို့တော့ကျွန်တော် business ကဆက်ပြီးတော့တက်ရှင်နေနိုင်တာရှိတဲ့တင်နေဖြစ်တဲ့ကြောင့်မလို့သူတို့ကျေးဇူးတင်ဖို့လိုပါတယ်။နောက်ပြီးတော့ unsatisfied customer ဖြစ်သွားလို့ရှိရင်သူ့ဆက်ကျွန်တော်လမ်းလို့ရတဲ့အတွက်ကြောင့်သူတို့ကျေးဇူးတင်ပါမယ်။ဒါကြောင့်မလို့ထပ်ပြီးပြောပါမယ် customer complaint ကို handle လုပ်တဲ့အခါမှာ၄ချက်လိုပါတယ် LAST less ပါ